မတူပီစစ်စင်တခုတည်းမဟုတ်တော့ဘူးချင်းအမျိုးသားကြီးဖြစ်သွားပြီချင်းအမျိုးသားကြီးဖြစ်သွားပြီချင်းပြည်နယ်ကိုရခိုင်ဇတ်တွန်းဖို့ရခိုင်အတွက်ကျူးစားနေတဲ့အဖွဲ့နဲ့ကျွန်တော်တို့နဲ့ထိတ်တိုက်ရင်ဆိုင်နေရတဲ့ချင်းအမျိုးသားကြီးဖြစ်သွားပြီကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတကာမှာရှိတဲ့ချင်းလူမျိုးတွေအားလုံးသက်ဆိုင်သွားပြီရခိုင်တို့နဲ့တို့မလာဘူးသူတို့ပြင့်တဲ့ချင်း brotherhood ဆိုတဲ့အဖွဲ့တွေရှိတယ်ရခိုင်ကလည်းရည်ရွယ်ချက်ကြီးကြီးနဲ့ဒီတော်လှန်ရေးကိုအကြောင်းပြမှရခိုင်နိုင်ငံတော်ထူထောင်ဖို့ချင်းပြည်နယ်ကိုရခိုင်ပြည်နယ်ထဲမှာအကုန်လုံးရခိုင်နိုင်ငံတော်ထဲမှာတွတ်သွင်းဖို့လမ်းချင်းလာနေပြီကျွန်တော်တို့ရဲ့အမျိုးကျွန်တော်တို့ရဲ့အမိတလက်မှကျွန်တော်တို့မပြဘူးလက်ရှိအခုကျွန်တော်ပြောနေကျွန်တော်တာဝန်ယူတယ်ကျွန်တော်တာဝန်ခံရတယ်ဟိုကြောက်နေမဲ့လို့လဲကျွန်တော်မဟုတ်ဘူးမကြောက်လို့စစ်အစိုးရကိုကျွန်တော်တိုက်နေတာရခိုင်လဲရခိုင်နိုင်ငံတော်ပြန်မှာကျွန်တော်တို့ချင်းပြည်ရေးမှာဝင်မပါပါနဲ့ခမရတို့ရဲ့ရည်ရွယ်ချက်ချင်းပြည်နယ်ရခိုင်နိုင်ငံတော်ထဲမှာထဲသွတ်ဖို့ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်အိမ်မက်အစင်မှာပဲပြည်ဆုံးသွားမယ်ကျွန်တော်တို့ရဲ့မိကျွန်တော်တို့နောက်ဆုံးမှာမဟုတ်ဘူးချင်းခမရတို့ပြင်းဖိတ်တဲ့ခမရတို့ပြင်းခေါ်တဲ့ချင်း brotherhood တွေဟိုထားခဲ့မှာခမရတို့အဖရခိုင်နိုင်ငံတော်ပြန်သွားရင်ကျွန်တော်တို့အိမ်နေချင်းလူမျိုးတွေအိမ်နေချင်းပြည်နယ်တွေရည်ရှိဆက်ဆံရေးကောင်းမယ်ခမရတို့ရဲ့ရည်ရွယ်ချက်ချင်းပြည်နယ်ရခိုင်နိုင်ငံတော်ထဲဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဖြစ်လာမှာမဟုတ်ဘူးဒီတိုင်းပဲ brotherhood ဒီတော်လှန်ရေးကိုအမှန်တကယ်လုပ်နေသလားလက်ရှိကျွန်တော်တို့ခက်တိုင်းငံပြန်ထိန်ချုပ်လို့ရသွားပြီအဲဒီကိစ္စမှာလဲ brotherhood တွေရဲ့လုပ်ပုံကိုင်ပုံတွေကျွန်တော်တို့တွေမသိဘူးပြည်သူအကုန်သိပါတယ်ခမရတို့လမ်းဖွင့်ပေးလိုက်လို့ကျွန်တော်တို့မှာအဲ့ဒီထိုးစစ်တို့ကြံခံရတယ်လမ်းဖွင့်ပေးုံမကဘူးရိတ်ခါတွေပါခမရတို့ပြန်ဖွင့်ပေးနေတယ်ခမရတို့တော်လှန်ရေးလုပ်တာပါလေစစ်အစိုးရကိုတကယ်အမြင့်ဖြုတ်ခြင်းလို့လားပြည်သူချင်းစာပြည်သူရဲ့ပြန်စီရင်မှုခမရတို့ခံရမယ်ခမရတို့တော်လှန်ရေးလုပ်ဖို့အတွက်ပြည်သူစီကနေငွေတောင်းတယ်ပြည်သူပံ့ပိုးတဲ့ငွေနဲ့ခမရတို့တော်လှန်ရေးလုပ်တယ်ဒါပေမဲ့လက်ရှိခမရတို့သွားနေတဲ့လမ်းကြောင်းဟာပြည်သူပံ့ပိုးတဲ့ငွေပြည်သူထုတ်ပေးတဲ့ငွေနဲ့ခမရတို့ချင်းပြည်မှာခမရတို့မလိုလားအပ်တဲ့ကိစ္စတွေခမရတို့လုပ်နေတယ်လက်ရှိအနေထားမှာလဲအမှန်တကယ်မတူပီမှာတိုက်နေတာကျွန်တော်တို့နဲ့ပါခမရတို့ကြာဝင်ကောင်းခံနေတယ်ခမရတို့ကိုယ်တိုင်ရှီရန် front line ကနေတိုက်နေတာမဟုတ်ဘူးနာမည်ကိုဖြောက်မှခမရတို့နဲ့ကိုချင်းနဲ့ချင်းတိုက်တယ်ဆိုတော့ပုံရိပ်လိုမျိုးခမရတို့ကဖြစ်ခြင်းနဲ့ကျွန်တော်တို့ချင်း brother တို့ရောနောက်ကနေခမရတို့စီနေရဖြစ်တယ်အဲ့လိုခမရတို့မီဒီယာမှာတရင်ဖွာနေတယ်အကျိုးရှိလို့အကြောင်းဖြစ်လာတာအကြောင်းရှိလို့အကျိုးရှိဖြစ်လာတာငကူကရေကနေစင်မျက်နှာခွဲဝေပြီးသားပါ304ကိုခမရတို့ပြပြအောင်မသိမ့်ပဲနဲ့ကြာဝင်ရှုပ်လာတယ်ဒါရင်မကပဲနဲ့ကြာမှငတ်နေတဲ့ပြည်သူကိုတွားကဲထုတ်တဲ့လုံချုံရင်2ယောက်3ယောက်ပဲပါတဲ့ကားကိုခမရတို့6ခြုံခိုပြစ်မှကားနယ်လို့ပါဖမ်းသွားလို့ကိုလိုကဲပို့ကဲပြုတ်လို့မှကျွန်တော်တို့ပြန်ပြေးရချင်းပါ online မှာနာမည်ဖြတ်ဖို့တော့ပဲခမရတို့ကစဉ်းစားနေတယ်ဒီတိုင်းပဲမတူပင်မြို့24ရက်နေ့မှာကျွန်တော်တို့ချင်း brotherhood တာထိန်ချုပ်သွားပါပြီဒီနေ့ဒီချင်းကျွန်တော်တို့လုပ်နေတာတွေတမိုင်းပါတမိုင်းမှာမှတ်တမ်းတင်နေတယ်မီဒီယာမှာ online မှာနာမည်ရရုံနဲ့ခမရတို့ဒါတွေရက်တန်ကရက်ကြတော့ကျွန်တော်တို့မတူပင်မှာလုံးဝမဆွန့်လို့ဘူးကျွန်တော်တို့ပြီးကျွန်တော်တို့လူမျိုးအတွက်ကျွန်တော်တို့ဆက်တူနေအောင်ပါခမရတို့လို online မှာပဲ
စစ်တိုက်နေတဲ့အဖွဲမဟုတ်ဘူးကျွန်တော်တို့ကခမရတို့ရဲ့ရည်ရချက်တွေဟာရည်မှာအယုတ်ရည်တယ်လို့ပဲဘယ်တော့မှအကောင့်တွေပေါ်လာမှာမဟုတ်ဘူးအချိန်အများကြီးရှိပါသေးတယ်ခမရတို့ပြင်ဆင်ဖို့အချိန်တွေအများကြီးရှိသေးတယ်ကျွန်တော်တို့တွေစုပေါင်းပြီးမှအဓိကဘုံရန်သူဖြစ်တဲ့စစ်အစိုးရကိုဖြုတ်ချဖို့ကျွန်တော်တို့လက်ကမ်းကြိုနေပါတယ်ဒီအတိုင်းပဲကိုချင်းလိုမျိုးအချင်းချင်းတွေးထွက်တန်ယူမှုမရှိစေချင်ခမရတို့ဖယားလို့တာမခမရတို့ပထွေးပြင်းဖိထားတဲ့ပထွေးအဲကိုပြန်ခိုင်းလိုက်ပါချင်းပေမှာအဲဝင်ပါစရာအကြောင်းတစ်ခုမှမရှိဘူးဒါချင်းအမျိုးသားကြီးပါဒါတွေမလုပ်ဘူးဆိုရင်ခမရတို့ချင်းနာမယ်မခံနဲ့ဇုံနာမယ်မခံနဲ့ဇုံမီနာမယ်မခံနဲ့ချင်းသွေးမှရင်ချင်းလိုမျိုးအတွက်ပဲဖြစ်စေရမယ်ကျွန်တော်ဒီကနေတောင်းဆိုပါတယ်1948ဦးနုအစိုးရမှာရန်ကုန်အစိုးရဆိုတဲ့အဆင့်ထိဖြစ်ခဲ့တဲ့ KNU KNDO ဘကပရဲဘော်ဖြိုးတွေတိုက်လို့နောက်ဆုံးမြန်မာတမတော်မြန်မာအစိုးရပြန်ဖြစ်သွားတာပဲဘာဖြစ်လို့လဲဥတီချက်မတူဘူးခံယူချက်မတူဘဲနဲ့တိုက်ကြတယ်ဒီတိုင်းပဲအခုလဲရှမ်းမြောက်မှာဒုတိုင်းနေပြီရှိဦးတော်တော်လေးခြေလှမ်းတွက်လာတယ်ဒီအချိန်မှာကိုအချင်းချင်းပြစ်ကြခတ်ကြမင်းအောင်လှိုင်ကနေပြီးတော့သူလုံးလုံးခြုံခြုံထားရင်နောက်ဆုံးသူပဲပြန်နိုင်မဲ့လမ်းကြောင်းကိုခမရတော့မခင်းကြပါနဲ့ဒီတိုင်းပဲမီဒီယာအွန်လိုင်းမှာပဲပြည်သူငွေလင်မကောက်ပဲနဲ့မီဒီယာအွန်လိုင်းမှာပဲတော်လိုင်းရင်မလုပ်ဘူးကျွန်တော်ဒီကနေပြောချလို့တယ်ကျွန်တော်စကားနာမှာအဝင်ဆူးသွားရင်လဲကျွန်တော်ကမှန်မှန်ကန်ကန်လုပ်တယ်လို့အရှိတရားတိုင်းပဲလုပ်တယ်လို့အမှန်တရားတိုင်းပဲကျွန်တော်လုပ်တယ်လို့ပြီးရင်အမှန်ကန်ကျွန်တော်တို့ကစစ်အစိုးရဖြုတ်ချဖို့တိုက်နေတဲ့လူပါခမရတို့ဖေးအေကနေကျွန်တော်ချင်းချောင်းနေလဲအေမပြောနဲ့စစ်တပ်တော်မကြောက်လို့တော်လှန်နေတာကျွန်တော်နှစ်ပေါင်း30ကျော်တော်လှန်ရေးလုပ်လာပြီကျွန်တော်တော်လှန်ရေးတက်တန်းတဲ့အေကဝါနုပါသေးတယ်ဒါတွေကြောင့်မဲ့အစင်မှာကျွန်တော်မပါဘူးဆိုတာကျွန်တော်ပြောကြလို့တဲ့ကျေးဇူးတင်တယ်ရီအန်ဒူဇက်လာစီထိုင်ရှင်နိုင်မြို့နယ်စုစစ်ပွဲအန်ရဖန်တီအေသာဇန်မန်ရဖန်တီလေဟိနာလောငချမ်လောဒင်းမွန်ကိပါအစောဒင်းlai len pi vekin kan ni mun khata khop khata men kan selo long selowin chen rona kali ka bo atla suak ding mun ki pa suak ding achem thei don lo mi civil war suak ding khakha kan tu kan din mun si khami ranga kan pin sin re ro ko kan mani chu kan thok mai selo ding tha zang chaknak ringin khavek thil an rak swak thok le chu boy sura man sala chem non loading chuvekin chaklam chin rama an rak khoi lut mi hi tha ten falam du do tu pol ni ruat salu thong khazakwa somria le som thong khazakwa som sari le pasari som sari le pariati thil arak khengda mi ka falam kakum rual people kanak upapol ni chunan hil loading yang si arak kheng mi som sari rong falam van kawa palik tindanan kai mi pi damlo van kaw si jong feding man pakhat long e fe ngam lo nu naw ma te man vak so ngam lo din mun kan rak kheng da khana phun ni ka si falam kanum lai si
พุนนี่ก็สินาวฮักทิ้งลำทิ้งปวดยังอินอันนี้ตบีกะฟลามวันเกาสิจงเฟมินูนาวอันรักไลเฟมรัวงาบวยนักสวกคำมีบวยนักลุงอ้อยลาวินลุงเข็มลาวินตีนันนันเทจิกาฟลามมีประคัตตัลกันทัดดิ่งตีนมีสมงาร้องจานาฟลามคอปิสุงอันรักลุดอันมูเป่าเป่าอันเวลอันถอยฟลามมีปีตัวเราอักข้อสวกินันสวกิวัวกอกนากระเถงกุลวันนี้มากุลวันลีมาสิจงอาอันรักเต่าดาอยากให้จะมีสิ่งอธิมีอันหมอกเราหมอกกันเอาหักพ้นนี้ลองกระสีฟยังเต้นกระไตนอนเรากะลิมิวสิจงอาอันกวาดเทเตนันเทเราอันกวาดลงขามีอาจูเซตสิงคโปร์อันมาราคายนี่ฟลามทูลารวงกันมาชินมีอันทัดสาลข้าเวกมีพอลขัดตัวฟลามดูดอดปีพอลนี่ฟลามานั้นไฟลุดฟิยังเต้นรวดสาลูกันนี่กันรำจูเล่นมาขันมันกันเปียกไทยเราจูเวกินกันปาสราพอลนี่ฟลามกันลากเทียรีและเจ้ากันลากดิ่งตีกันปาสราพอลนี่นั่นเอานั่นเกี่ยวเรเรา civil war มิวหน่วยสู้สิทธิ์ป่วยนั้นผ่านตีดูเสลจูบอยสุราเตียงมันอะขมิข้าเจมนอนเหลาดิ่งหินาลงอาเสเหลาดิ่งกะลีกะโบอาตามุนกิปะอสวกตีดิ่งตีข้ากะเฮเรลดุยจนนักินอัทุปีบิกมีกะเรลดูสอนจูกันรำกันมีพุนสังะรัลปนิกันในทาง